들었는데 안 갔어요. 고향에 무예미고 갔다고 갔다고 그러다 가는 또 일로에 갔다고 또 아케레로 들었는데 짜케 비메 아마 뭐 짜게로 또 아케라고 짜케로 안 갔어요. 뭐 아케 불라 표현하가 무예미 비안데로 짜게레 뭐 불라 도와게 불라 알루메라. 그래서 고향에 갔다가 무예미 도와게 비로 지난주에 비게레 밤마 돌아왔어요. 비안라게 무예미 도와게 비로 마 지난주에 비게레 밤마 돌아왔어요. 비안라게 가서 얘는 떼고 되지면 게시 에데가 텔레비전 TV 전원이 메인가 안 켜져요. 켜다가 ဖွ나 켜지라 ဖွ하라 안 켜져요. 솔루션 바ဖြစ်သွားလဲမပွင့်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့မိန်းကမပွင့်ဘူးအဲ့တော့မပွင့်ဘူးလို့ဖြစ်သွားတယ်နော်ခေါ်တာကဖွင့်တယ်မိမိကိုယ်တိုင်ကဖွင့်တယ်ခေါ်ကြည့်တာဆိုဖွင့်ထားပြီးသားအဲ့ဒါကြောင့်မလို့ခေါ်ကြည့်ဆိုရလို့ပြောရင်ဖွင့်ထားတယ်ဖွင့်ထားပြီးသားဖြစ်နေတယ်ဒီလိုပြောတာဒီနေရာမှာကျတော့အန်နဲ့ပေါင်းလိုက်တဲ့အခါကျတော့အန်ခေါ်ကြရလို့ပြောတဲ့အခါကျတော့ပွင့်မနေဘူးမပွင့်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်မိန်းကမပွင့်ဘူးပေါ့နော်ပြောချင်တာဖွင့်လို့မရဘူးဆိုတာပါပဲအဲ့တော့ဖလော့ဂရုပလက်ကိုကွက်လက်ဒါရှိကိုကြဖို့စေရောစိုက်ထိုးကြည့်ပါထိုးကြည့်ပါပေါ့ဆိုတော့ပဲတာလို့ပြောထားတယ်ဖယ်တယ်နှုတ်တယ်ပေါ့ဒါဆိုရင်သူ့ကိုအတိတ်ကာလလေးနဲ့ဒါကာလေးနဲ့ပေါင်းသုံးမယ်ဆိုရင်ပဲဩတ္တာကာလို့တွဲတာပိုကောင်းတယ်ပဲတာကာဆိုတာတက်ကိုပဲဩတ္တာကာများသောဖြင့်ဒီအဲတို့ဆုံးတဲ့စကားလုံးတွေဟာဩတ်နဲ့ပေါင်းတာများတယ်ပဲဩတ္တာကာစာရေးရလားတွဲတာလဲအတူတူပဲလေတွဲဩစောယိုတို့ရှိတယ်မလားတွဲစောယိုတွဲဩစောယိုပဲတာလဲပဲပဲစောယိုလို့ပြောလို့ရတာပဲပဲယိုဆိုတော့လေပဲစောယိုလို့သုံးလို့ရတယ်ဒါပေမဲ့စကားလုံးကသိမလားပဲဩစောယိုပဲတာကိုယူအတိတ်ကာလပုံစံပြောင်းပဲဩစောယိုနားလည်လားမသိဘူးဟုတ်ကဲ့ဗျာပဲတာရဲ့ဩစောယိုရဲ့ပေါင်းပေါ့အဲ့တော့ပဲဩတာကာနှုတ်ရင်နှုတ်ပြီးတော့မှဒါရှိကိုကြဖို့စေရောနှုတ်ရင်းနဲ့လို့သုံးလို့မရတော့ဒီမှာနှုတ်ပြီးတော့မှထိုးကြည့်ပါနှုတ်ပြီးတော့ပြန်ထိုးကြည့်ကွာဒီလိုပြောတာကဲနောက်တစ်ခုဘာလို့ဆိုတော့ကိုနဲ့သွားပြီးလွဲနိုင်တယ်ပေါ့နော်ပြောရရင်စကားပြန်တာကလေပြီးဆိုတဲ့စကားလုံးသုံးလုံးကိုနဲ့ဒါပေမဲ့လွဲလို့တော့မရဘူးဗျာဘာဖြစ်လဲဆိုရင်ကိုကကိစ္စရအရှိရဝကြသည်အလုံးပြီးပြတ်သွားပြီးမှနောက်ကိစ္စရတစ်ခုကတခြားဟာကိုဆက်ပြီးတော့လုပ်တာနော်ဆက်ပြီးတော့ဖြစ်ပေါ်တဲ့ပုံစံမှာကိုသုံးတာနော်သူ့ကြတော့အလုံးမဟုတ်ဒါကြီးပဲပြန်လုပ်တာလေအဲ့ဒါကြောင့်မို့လို့လွဲစရာတော့အကြောင်းတော့မရှိပါဘူးမြန်မာလိုတွေးရင်ပေါ့နာအီမတ်စတောခီနဒီမတ်စတာကီကတော့အော်တော့ခဲစာရုံငယ်ရောဘယ်လိုသုံးရတယ်လဲအော်တော့ခဲစာရုံငယ်ရောဘယ်လိုသုံးတယ်လဲဆိုတော့ဆုံချက်ပြီးလက်ကင်ဝင်ကျုပ်ရဲ့ဝီကျုပ်ရဲ့အပေါ်ဘက်မှာလက်ကင်အပေါ်မှာပေါ့ကွက်လက်တဲမြောင်းတွဲယူခွာရင်ရပြီဆိုတော့ဒဲတာကကတ်တာအဲ့တော့ကတ်ပြီးတော့မှခွာလိုက်ရင်ရပြီဒီလိုပြောမှမလားအဲ့သူလည်းပဲဒေဩတ္တာကာတလွေးတော့ဒေဩတ္တာကာတဲမြောင်းတယ်ရောနော်ဒေဩတ္တာကာတဲမြောင်းတွဲယူခွာပြီးတော့မှကတ်ပြီးတော့မှခွာရင်ရတယ်အဲ့တော့လှုပ်ပြီးတော့မှဆိုတဲ့အသုံးလုံးလေးကပိုကောင်းတယ်ဒီနေရာတွေကြတော့ now housekeeping ခါသူကတွန်းလဲကအနုကြည့်ကြောမရွေလျာဘူးတဲ့အဲ့တော့ကွက်လက်မြင်းမြွန်တွန်းရင်ဦးကြည့်ကိုရောရွေလျာလိုက်မယ်ဆိုတော့ဓာန်ဂီတာဆွဲသည်ဆိုတော့ဘယ်လိုပြောမလဲဓာန်ကျော်တာကနော်ဓာန်ကျော်တာကဆွဲရင်းနဲ့ပေါ့
당겨다가 쇠비로마 밀면 또는 움직일 거예요. 유리알링네, 휘링네, 뭐, 유일링네, 뭐, 이렇게 다시 나래라면 되구나. 되다래 봉사. 당겨다가 밀면 이렇게 막. 당겨다가 밀면. 어디 다시 아마 되지라고 보기와 같이 문장 완성하세요. 보기. 계실에 애대 칸마 애대 칸고 올라가다 떼도아디. 애대 칸고 떼도아디 내려가다 내려오다 신라디. 라고 왜 계실에 안 올라갔어요? 안 올라갔어요. 왜 계실에 안 올라갔어요? 가장 애대 칸고 맞대도아라래. 열쇠를 두고 가서 열쇠를 떠고 두고 탑이 가서 또아로 떠고 탑이 또아로 떠고 타게 미마 이단이 또아리라. 애들장 고네 동하래 뭐. 열쇠를 떠고 두고 탑이 가서 또아로 계실에 애대 칸고 올라갔다가 떼도아비로마 내려왔어요. 신라게래. 떼도아비로마 신라게래. 나 에어컨을 켜다 에어컨 푼디 끄다 빼디. 청소하기 전에 딴시 물럭히마 에어컨을 켜봤어요. 에어컨 푼지게 달라. 왜냐 단시 물럭히마 에어컨 푼지게 달라. 네. 거기에 잘 건강 작동하는지 레빠달라 셋노달라 뭐. 에어컨도 푼래야는 레니마 에러 레빠대로 표로야. 작동하는지 레빠니달라. 너 건강 알로록달라 뭐. 확인하려고 스시 말로 에어컨을 켰다가 두자라 켰다가를 동하면 에어컨을 켰다가 껐어요. 뭐. 에어컨을 푼게 비로마 빼케래. 푼 비로마 빼케래. 나물레라 하리 바에 나 커튼을 열다 라이카고 푼디 다시 치다 딱하ပြန်차디 뭐 빼디 뭐 라이카 저러 빼다လည်းပြောလို့ရတာပဲ차တယ်လို့လည်းပြောလို့ရတယ်နော်ချီတာနဲ့တွဲသုံးတဲ့သူကချီတာကြီးကိုတီးတိုင်သွားချက်ထားလို့မရတော့ဘူးနော်ဒါမျိုးနေရာကြာရင်ချီတာတီးတယ်လို့လည်းရတယ်ဒီနော်ကဲနောက်တစ်ခုချောင်းစိုးမာချီကိုချောင်းစိုးတန်ရှင်ရေးမာချီကိုဆုံးတက်ပြီးကဲရှိအဲ့တဲ့ကန်ခေါ်ထွန်းချော့စောရလိုက်ကာပိတ်ခဲ့သလားလိုက်ခါချခဲ့သလားနဲ့ဟုတ်ကဲ့ချောင်းစိုးရတဲ့တန်ရှင်လူသုံးကချောင်းစိုးရတဲ့တန်ရှင်လူသုံးကခေါ်ထွန်းရတာကဒါရှိချော့စောရခေါ်ထွန်းရတာကလိုက်ကာကိုဖွင့်ခဲ့ပြီးတော့မှဒါရှိချော့စောရပြန်ချခဲ့တယ်ပြန်ပိတ်ခဲ့တယ်နောက်시들의 악행고 담함호의 아퐁고 그린이 맛은 그린 아서보고 무야보 맛은 무야 아서보 알아 아퐁보 알아 악행보 알아 오겨라 수고함에 놓다 땡시 봉마테레 다시 꺼내다ပြန်ပြီးတော့ 다시 꺼내다 쇠ထုတ်တယ် 꺼내다ထုတ်다 다시 꺼내다ထုတ်တယ်쇠ထုတ်တာ꺼내다လို့ခေါ်တယ်စကားအစခေါ်တာလဲ꺼내다ပဲအိတ်ကတ်တွေတဲကနေပြီးတော့ပတ်စံတွေပါတွေနှုတ်တာတို့အဲ့ဒါလည်းပဲ꺼내다ပဲဆိုတော့ဝဲစုကောဟမ်းမယ်ဆိုဝဲဘာကြောင့်စုကောဟမ်းမယ်ဆိုသိသိပုံမှာရှိသူအခင်းကိုဒါရှိပြန်ပြီးတော့꺼냈어요 꺼내요ထုတ်တာလဲပေါ့နော်ဒါရှိ꺼내요ဘာလို့ပြန်ထုတ်တာလဲဒီလိုမေးတာပါဘာကြောင့်သိစီပုံကနေအခင်းကိုပြန်ထုတ်တာလဲဆုံးမြင့်မီဧည့်သည်ကဤရောဘောလင်းပျောက်သွားတဲ့ဤရောဘောလီတာပျောက်ပြစ်သည်ဤရောဘောလင်းပျောက်သွားတဲ့
물건이 삐씨가 있는지 시들라 확인하려고 스스로 시들을 수거함에 넣었다가 아킨고 땡시 뽕마 넣었다가 책에 밀어마 다시 꺼냈어요. ပြန်ထုတ်ခဲ့တယ်ဒါဆိုရင်ရရင်တခြားဟာသွားကြည့်မယ်နော်တဲဟွာသွားရအောင်ကဲ ဟုတ်ကဲ့ဗျာ 오늘부터 디니간이 사비 연유 빼예시 시작이라서 시작사 사되나 보 이라서 필로 시작이라서 사되나 필로 디니간이 사비 빼예시 사라 필로 루벼라 사되나 필로 예약한 주딘 맞아타래 주딘 보긴 럭타래 손님이 애대가 많아요 미아래 손님이 많아요 애대 미아래 계실 장소에 애대간 당신이마 신경 써 주세요 아용 사이비바 신경 쓰다 아용 사이비 배유 사이비 뭐 뭐야 신경 써 주세요 아용 사이비바 그런다 소인 장소 당신이 시작하세요 사바 시작하세요 사데마 오늘부터 디니간이 사비 연휴 시작이라서 빼예시 사라 필로 예약한 손님이 주딘 맞아타래 애대가 주딘 부긴 럭타래 애대가 많아요 미아래 객시 장소에 애대간 당신이마 신경 써주세요 아용 사이비바 그럼 나소인 장소 시작하세요 당신이 싸봐 네 알겠습니다ဟုတ်ကဲ့ 나래바비 네 알겠습니다ဟုတ်ကဲ့ 나래바비 자야씨 자야 무슨 문제가 있어요 별로 뼈다나시래 무슨 별로 문제가 뼈다나 무슨 문제가 있어요 별로 뼈다나시래 왜 바장 청소하러 당신 놓고 안 가요 못와래 나로 당신 놓고 못와라래 왜 청소하러 안 가요 당신 놓고 못와라래 하우스키핑 카드가 돈레가 하우스키핑 카드가 돈레가 안 움직여서요 마유일로가 또나 마유일우니마 뭐 말루샤로바 마유일리야로바 이 미래생 아마 실지네 이번에 디데카우마 바꾼 병래 타래 바꾸이다 병래 타디 병래 또아디 소리를 뭐 바꾸다가 병래래 바꾸이다가 병래 삐도하라고ပြောတာအဲကြောင့်မလို့바꾼 병래 삐도하래ဆိုတော့병래 타래 이렇게ဖြစ်သွားတယ် 하우스키핑 카드는 돈레가로 전동식이에요. 모다 스냅ဖြစ်ပါတယ်ဒါမှမဟုတ်ရင်လျှက်စနစ်လှုပ်ရှားတဲ့စနစ်ဖြစ်ပါတယ်ရတယ်နော်전동식ဆိုတာသိတယ်နော်전동식ဆိုတာလျှက်စနစ်လှုပ်ရှားတဲ့ပုံစံလျှက်စနစ်လှုပ်ရှားတဲ့စနစ်ဖြစ်ပါတယ်တဲ့အခုတစ်ခါပြောင်းလဲထားတဲ့နော် housekeeping တွန်းလဲကအဲ့ဒါဆိုဘာနဲ့သွားကြည့်그래서 라자 이 버튼을 디클로고 눌렀다가 내비러마 떼어야 과마 떼다 과디 에라 내비러 과라이마 이렇게ပြောတာ 자동이요 센 노래 서로 레ပတ်တယ်ပေါ့
한번 해보세요. 닭칼로 찌바. 한번 해보세요. 닭칼로 찌바. 네, 오케이. 그렇게 하니까 되네요. 그렇게 에디로 하니까 룩도 잘 룩룩 되네요. 야바비. 감사합니다. 지수대 말해서 두 별의 다인 룩라이다 야더라고 너. 그럼 나수인 청소하러 당신 놓고 가겠습니다. 또하메 당신 놓고 또하메 미니레이더 루에바레 서글론이 렐라레 외자 시타리레 가운 야밀라 오케이 자. 딱하파피아 베지면이나 오늘부터 연휴 시작이라서 예약한 손님이 많아요. 게시 장소에 신경 써주세요. 그럼 장소 시작하세요. 네, 알겠습니다. 자야씨, 무슨 문제가 있어요? 왜 장소하러 안 가요? 하우스키핑 카드가 안 움직여서요. 이번에 바꾼 하우스키핑 카드는 전동식이에요. 그래서 이 버튼을 눌렀다가 떼어야 자동이에요. 한번 해보세요. 네, 그렇게 하니까 되네요. 감사합니다. 그럼 청소하러 가겠습니다. 그래서 두 번째 어단들이 바라베, 어단들이 나타나면 라이프 팔로 해야래. 그래서 닭칼로스 팔지바. 그래서 아까 자야씨는 왜 청소하러 안 갔어요? 발로 당신 로프 못 도와게라래. 발로 못 도와라래. 그나도 밥에다 놨대네요. 하우스 키핑 카드가 안 움직여서 안 갔어요. 청소하러 안 갔어요. 번호 알로베 bien 피야마 ပေါ့ 하우스 키핑 카드가 돈래가 안 움직여서 마유일로 청소하러 안 갔어요. 당신 놓고 못 도와게 안 갔어요. 이번에 바꾼 하우스키핑 카드는 어떻게 사용해요? 디데카마 병래 타데 돈래가로 별로 어떤 뷰들래 별로 어떤 뷰물래 별로 뷰물래라 이번에 바꾼 하우스키핑 카드는 전동식 기어서로 동의야. 이어서 전동식 기어서 버튼을 눌렀다가 떼어야 자동이에요. 다만 보이는 레벨 버튼을 눌렀다가 떼어야 사용할 수 있어요. 어때말라? 네 비로마 팔라에 아동뷰 나이네 별로별로래야. 니란 옵니다. 어떻게 사용해요? 서로 별로리 필요 야바래. 다른 사무에만 매봐 너. 니도 후여 달에 가자.ပြန်매고ပြန်ပြီးဖြည့်တတ်အောင်လို့ဒါနည်းနည်းချင်းအခုဆိုရင်ခန်း50တောင်ပြီးလာပြီ60ရောက်လာပြီတခါမှမလွတ်ခဲ့ဘူးပေါ့ရလားမရလားလည်းမသိဘူးပေါ့ကဲဒါဆိုရင်အောက်မှာဂျယ်ရှိတွင်ဖြိုညွှန်းနော်에어컨 찬 바람이 안 나오다. 에어컨과 에어컨 찬 바람이 안 나오다. 레이가 맞출라고. 찬 바람과 레이 찬서 차다. 이디 바람과 레이. 찬 바람이 안 나오다. 레이가 틀말라고. 전원은 끄다. 맹우 빼디. 다시 켜다. bien 푼디. 301호 301호အမြန်ဖတ်သွားရင်301လို့에어컨이ဟိုကအမှတ်ကိုပြအခန်းနံပါတ်အခန်းအမှတ်နော်301အခန်းအမှတ်에어컨이 에어컨က고장난 것 같아요ပြစ်သွားတယ်နဲ့တူတယ်고장 나다ပြစ်တာပြစ်နေတယ်နဲ့တူတယ်လို့ပြောမှာပေါ့ပစ္စည်းပြီးမှသိရတာ찬 바람이 안 나와요လေအေးမထွက်ဘူး
전원을 껐다가 메인고 빼이로 다시 켜보세요. bien ဖွင့်ကြည့်ပါ 네, 해보고လုပ်ကြည့်ပြီး 안되면 매야인 다시 전화 드릴게요. bien 봉쇄ပါမယ်. 다시 아까 전화기 폰 아타이폰 이상한 투산더 소리가 나다 아단ထွက်đi. 투산의 아단ထွက်တာပေါ့ တခုခု 아단ထွက်နေတာ နေမှာပေါ့ 전화선을 빼다 폰 쪼고 녹디 다시 꽂다 ပြန်စိုက်đi. ဒါဆိုရင် ဘယ်လိုသုံးမလဲ 302로 전화기가 고장난 것 같아요. 고장난 것 같아요. 이상한 소리가 나와요. 나요. 이상한 소리가 나요. 투산의 아단이ထွက်နေတယ်. 저는 손을 빼었다가 다시 꽂아보세요. 꽂아보세요. 지우표비로 꽂아보세요. 네, 해보고 안 되면 다시 전화 드릴게요. 봉쇄ပါမယ်. ရတယ်လား ဟုတ်ကဲ့ ရရင်အောက်မှာ 발음 အတန်တွေအတန်တွေကဘာတွေလျှောက်ထွက်ခိုင်းထားလဲလို့ 3음절 한자어에서 앞에 두 음절이 단독으로 쓰이는 낱말들은 세 번째 음절의 리을을 니은으로 발음한다. 발음အတန်တွေကနည်းနည်းလေးတော့ခက်တယ်ပေါ့နော် သူပြောချင်တာဘာလဲဆိုရင်ကျွန်တော်အလွယ်အောင်တော့ပြောပြပေးမယ် သူပြောထားတဲ့အတိုင်းဆိုနည်းနည်းလေးတော့ခက်တယ် ဒါပေမဲ့သူပြောထားတဲ့အတိုင်းပြောမှလည်းရမှာပဲ 3음절ဆိုတာကလေဒီအတန်ထွက်တာ3ပိုင်းပေါ့နော် ပြောရ3လုံးတွဲအတန်တွဲလို့မှတ်ရ 3음절 3က3ပဲလေ ကအတန်ကိုပြောတာ 절ကအပိုင်းကိုပြောတာ အဲ့တော့အတန်ထွက်တာတော့3ပိုင်းထွက်သွားတာ အဲ့ဒါကိုဆိုလိုချင်တာ အဲ့တော့ 3လုံးတွဲအတန်ထွဲလို့မှတ် 3လုံးတွဲအတန်တွဲ ဒီမှာ3လုံးနေတွဲထားတာတွေ့လား အဲ့ဒါကိုပြန်ခွဲမှာ 3လုံးတွဲအတန်ထွဲ 한자어တရုပ်စာပေါ့ 한자တရုပ်စာလို့ပဲမှတ်ရမှာပေါ့ 한자어에서တရုပ်စာမှာတဲ့ တရုပ်စာနော် 3လုံးတွဲအတန်ထွဲရှိတဲ့တရုပ်စာတွေပဲအကုန်လုံး အဲ့တရုပ်စာမှာ 앞에 시의 시ဆိုတာဒီလိုပေါ့ ရှေ့ပေါ့ 두 음절이 နှလုံးတွဲကဆိုရှေ့နှလုံးတွဲ အဲဒီမှာနှလုံးလေးတွဲထားတာဒါမျိုးစီးတဲ့မြင်အောင်ကျွန်တော်ထောက်ပြတယ် ရှေ့နှလုံးတွဲက ရှေ့ကနှလုံးလေးတွေ 단독으로 단독ဆိုတာတစ်ခုတည်းဖြင့်တဲ့ 단독으로တစ်ခုတည်းဖြင့်ဆိုတော့ 단독ကတစ်ခါတလေကြရင်တော့ 단독 주택တော့ဘာလို့ရှိရမလား အဲ့ဒါမျိုးပြောနော် ဒီနေရာမှာတော့ 단독ကတစ်ခုတည်းကိုယ်ပိုင် တဦးတယောက်ဒီအဲ့လိုမျိုးသုံးတဲ့ပုံစံကို 단독လို့ခေါ်တယ် အဲ့ကြောင့်ဒီနေရာမှာတော့တစ်ခုတည်းဖြင့် 수인은 အသုံးပြုသောဆိုတော့ဒီနှစ်ခုတွေမှာအကုန်လုံးအဓိပ္ပာယ်ရှိတယ် ဒီအရှိကနှလုံးဒီ 두 음절이 단독으로ဆိုတော့အတန်တွဲနှစ်ခုကတစ်ခုတည်းဖြင့်အသုံးပြုသောဆိုတာဘာကိုပြောချင်တာလဲဆိုရင်ဒီအရှိကနှလုံးလေးတွေကအဓိပ္ပာယ်တစ်ခုတည်းရှိတယ် အဓိပ္ပာယ်ရှိတယ် နှလုံးပေါင်းရင်အဓိပ္ပာယ်အဲ့လိုရှိတယ် 낱말들은 စကားလုံးတွေကတော့ 세 번째 낱말 ဆိုစကားလုံး 낱말ဝါဟာရပဲနော် ညီနေမယ်စကားလုံးပဲ 낱말들은 နော်စကားလုံးတွေကတော့ 세 번째 3ကြိမ်မြောက်ဆို3လုံးမြောက်ပေါ့ဒီနောက်ဆုံးလုံးကိုပြောချင်တာ 3လုံးမြောက် 음절의 အတန်တွေရဲ့3လုံးမြောက်အတန်တွေနော် 3လုံးမြောက်နောက်ဆုံးအတန်လေးပေါ့ 3လုံးမြောက်အတန်တွေရဲ့လကို နာအတန်ဖြင့် 발음한다 အတန်ထွက်ပါတယ်တဲ့ ကျွန်တော်ပြန်ပြီးရှင်းပြပေးမယ် 3လုံးတွဲအတန်တွဲတွေရှိတဲ့ 3လုံးတွဲဘောနော်အတန်တွဲရှိတဲ့
တယုတ်စာမှာရှေ့ကအတန်အတွက်နှစ်ခုပေါ့နော်ရှေ့ကနှလုံးကပြောချင်တာရှေ့အတန်အတွက်နှလုံးကတစ်လုံးဒီဖြင့်အသုံးပြုသောဆိုဒီအရှေ့အတန်အတွက်နှလုံးနေသည်သူ့ရဲ့အဓိပ္ပာယ်တိုက်ရိုက်ရှိပါတယ်အဲ့ဒါကမှအနောက်ကစကားလုံးကတော့ပြန်ပေါင်းတာဒါကြောင့်မို့အသုံးပြုသောစကားလုံးတွေကတော့သုံးလုံးမြောက်အတန်ထွက်ရဲ့လကိုနာဖြင့်အတန်ထွက်ပါတယ်တဲ့အဲ့ဒါနားလည်မလားမသိဘူးအဲ့လိုပြောရင်တရုပ်စာတွေနဲ့တွဲထားတဲ့စကားလုံး၃လုံးရှိတယ်ပေါ့နော်တစ်လုံးနှလုံး၃လုံးရှိတယ်အဲ့ဒီ၃လုံးမှာမှဒီရှေ့ကနှလုံးဒီအဓိပ္ပာယ်ရှိပြီးသားအနောက်ကတစ်လုံးကထပ်လာကတ်တာသူကအဓိပ္ပာယ်ရှိပြီးသားစကားလုံးအဲ့ဒီကမှာတစ်လုံးတည်းဖြင့်ဆိုတဲ့၃လုံးကဒီဒန်တိုဆိုတဲ့၃လုံးကဒီကောင်ပြောချင်တာဒီနှလုံးပေါင်းလိုက်မှတစ်လုံးအဓိပ္ပာယ်ရအဓိပ္ပာယ်ရှိနှလုံးပေါင်းလိုက်ရင်အဲ့တော့အဓိပ္ပာယ်ရှိတဲ့ဟာကိုမှအဲ့ဒီလိုမျိုးစကားလုံးတွေက၃လုံးမြောက်ဒီစကားလုံးမှာအတန်အတွက်ကလပေါ့နော်ပြောရရင်လရှိနေခဲ့မယ်ဆိုရင်အဲ့ဒီလဒီနာနဲ့ထွေးရမယ်ဒီလိုပြောတာကဲကျွန်တော်တို့သိခဲ့တဲ့နာနဲ့လနဲ့ပေါင်းရင်နာဒီလဖြစ်ပါတယ်ပုံမှန်အားဖြင့်တို့တော်ဒီနေရာမှာနာနဲ့လနဲ့တွေ့ရင်နာကလမဖြစ်တော့ပါဘူးလကနာပြန်ဖြစ်သွားပါတယ်တယုတ်စာ၃လုံးပေါင်းပြီးတော့နှလုံးကအဓိပ္ပာယ်ရှိမယ်နောက်ထပ်တစ်လုံးကထပ်ပြီးပေါင်းလာမယ်အဲ့ဒီပေါင်းလာတဲ့စကားလုံးနောက်ဆုံးစကားလုံးဒီလနဲ့အဆုံးသတ်နေမယ်ဆိုလို့ရှိရင်အရှိမသူ့ရဲ့ရှိမနာအတက်ပြီးရှိရင်အဲ့ဒီလကနာအတန်နဲ့ထွက်ပါမယ်တဲ့သူပြောတာအဲ့ဒါနားလေလားအဲ့ဒါဆိုကျွန်တော်ပြောတာဟုတ်ကဲ့နားလည်ပါအေးနားမလည်လဲအာပေါက်ပြီဒါဆိုတွေ့ကြည့်ရအောင်ခက်တာပေါ့နောက်ထပ်ပြန်ဆက်ချင်စင်းစမ်းဆိုတာသိတယ်လေညီတို့ထုတ်လုပ်ရေးနှလုံးတွေစင်းစမ်းထုတ်လုပ်တာအနောက်ကလျှမ်းကပမာဏကြည့်နာနဲ့လာနဲ့တွေ့ပြီသုံးလုံးမြောက်မှာလာရှိတယ်နှလုံးမြောက်မှာကနာရှိတယ်နာတက်ပြီနာနဲ့လာနဲ့တွေ့တဲ့အခါမှာအမှန်နာကလာဖြစ်ရမှာတို့တော့မဖြစ်ဘူးလာကနာဖြစ်သွားတယ်စင်းစမ်းလျှမ်းတဲ့အဲ့တော့လျှမ်းကပါလေပမာဏထုတ်လုပ်တဲ့ပမာဏအတိုင်းတာပေါ့စင်းစမ်းဉာဏ်လို့တန်ဖြစ်တယ်ဉာဏ်နောက်ဝိଜ୍ଞာဏ်သင်မြင်ချက်ကံဆိုတာကဘာကိုပြောတာလဲဆိုတော့နေရသင်မြင်ချက်နေရဘာကိုပြောချင်တာလဲဆိုတော့သင်မြင်ချက်ပေးတဲ့နေရဥပမာကျွန်တော်တို့ဒီ Facebook တွေပါတယ်ဒီလူမှုကွန်ရက် social media ရှိတယ်ကွာအဲ့လိုမျိုးတွေမှာသင်မြင်ချက်တွေကိုပေးခိုင်းတဲ့နေရာတွေရှိတယ်မလားမှတ်ချက်ပေးတာလေဟုတ်အဲ့ဒါမျိုးကို regional ဆိုတော့သူကသုံးတာအဲ့တော့ regional ထင်မြင်ချက်ပေးတဲ့နေရာဘာဖြစ်လို့သတင်းစာတွေအဲ့ဒါမျိုးတွေမှာအကြံပြုချက်တွေပေါ့နော်အကြံပြုချက်တွေကိုတောင်းရေးတဲ့နေရာရှိတယ်အကြံပြုချက်တွေအဲ့ဒါကို regional ဟုတ်ကဲ့အဲ့တော့ land ကနေရာကွက်လက်လို့လည်းပြောလို့ရတယ်ဒီ land ကနောက်တစ်ခု혈단 기혈단 나쿠이던과 기혈가 결정하다 단안나다가 라 뼈다라 뼈다의 성패책고 결단으로 거예요 결단 뼈다의 성패책နောက်တနည်းအားဖြင့်ပြောရရင်နောက်ဆုံးအနေဖြင့်ဆုံးဖြတ်ချက်ချလိုက်တဲ့ဟာကိုခေါ်တဲ့ဟုတ်ပြီလားအနောက်ကလျော့ကတော့အာပေါ့လျော့ကအာအဲ့တော့ခေါ်တန်းလျော့လို့ဖြစ်သွားမှာပေါ့ခေါ်တန်းညော့ဆိုလို့ရှိရင်ဘာဖြစ်လဲဒီတိုင်းပဲနောက်ဆုံးအနေဖြင့်ဆုံးဖြတ်ချက်ချတဲ့ဟာကိုခေါ်တန်းညော့လို့ပဲခေါ်တယ်ဟုတ်ကဲ့ဒါနော်ခေါ်တန်းညော့ဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ဆုံးဖြတ်ချက်ခံခံမှာချလိုက်တာမျိုးကိုခေါ်တန်းညော့လို့ခေါ်တယ်ခေါ်ကဆုံးဖြတ်တာပဲတန်းကပြတ်သားစွာပြတ်သားကိုတန်းလို့ပြောတာအနောက်ကလျော့ကအားကိုပြောတာပါအဲ့တော့အားဆိုတော့နိုင်စွမ်းလို့လည်းပြောလို့ရတာပေါ့နော်နောက်တစ်ခုဒါဆိုရင်ဤဖွန်ညို
အဲ့ဒီမှာကလေးကျွန်တော်သတိထားခဲ့ရမှာအမှန်လာနဲ့နာနဲ့တွေ့ရင်လာကနာကလာပုံစံမဖြစ်ဘူးဆိုတာဤပွန်းဆိုတာစေယုံတက်တာလျူကအဖိုးခအဲ့မှာကြည့်နှလုံးသွဲတွေမှာအဓိပ္ပာယ်ရှိပြီးသားတယ်ဤပွန်းဤကဝင်တာပေါ့ဝန်းကတော့စေယုံကိုဆိုလိုချင်တာပေါ့ဤပွန်းစေယုံနော်စေယုံတက်တာဤပွန်းအနောက်ကလျူကအဖိုးခကိုပြောတာအဲ့တော့ဤပွန်းညိုဆိုရင်စေယုံတက်တဲ့ဇရိတ်ဖြစ်သွားတာပေါ့ရလားဟုတ်ကဲ့ဆရာရပါတယ် ခုံကွန်းခုံကွန်းကအမိန်တို့အာနာတို့အဲ့ဒါကိုခုံကွန်းလို့ခေါ်တယ်ခုံကွန်းအနောက်ကလျှော့ကတော့အာအဲ့တော့ခုံကွန်းညော့လို့ပြောရင်လုတ်ပိုင်ခွင့်အာအဲ့လိုပြောမှာလုတ်ပိုင်ခွင့်အာဒီတိုင်းပဲလုတ်ပိုင်ခွင့်လို့ပါတာပြန်လဲရပါတယ်တလုံးချင်းစီခွဲမနေဘူးလုတ်ပိုင်ခွင့်အားရှိတာပြောလုတ်ပိုင်ခွင့်အားအာနာအမိတ်အာနာလုတ်ပိုင်ခွင့်သံဃောနေအဲ့ဒီမှာသံဃောနေနော်ကျွန်တော်တို့ထွက်လာသံဃောလဲဆိုထွက်လာခဲ့တယ်မှားတယ်ကျွန်တော်တော့မှားလာခဲ့တယ်သံဃောလဲလို့ပဲထွက်ခဲ့တယ်ရှေ့ပိုင်းဒီမှာနော်အဲ့တော့သံဃောကဘာပြောတာလဲဆိုလို့ရှိရင်ရိုးရတဲ့လေးရမျက်နှာချင်းဆိုင်ပြီးတော့လေကြော့တာကိုသံဃောလို့ခေါ်တယ်လေမင်္ဂလာဆောင်ပြီဆိုလို့ရှိရင်တရားဒရိုတန်းနဲ့ဒရိုတမီမျက်နှာချင်းဆိုင်ပြီးတော့ဘာလုပ်လဲတရားနဲ့တရားအယူသေးပေးတာကြော့တာအဲ့ဒါကိုသံဃောလို့ခေါ်တယ်အနောက်ကလေကလေတော့ရပါလေလေရေပေါ့ဒါပေမဲ့အတန်ထွက်တော့လေပေါ့လေကဘာလဲဆိုတော့ရိုးရာကိုပြောတာရိုးရာတလေးနောက်တစ်ချက်အခမ်းအနားကိုလည်းပဲလေလို့ပြောလို့ရတယ်ဒါကြောင့်ဘာဖြစ်လဲချမ်းငယ်ရှိအတူပါအခမ်းအနားတို့ပါဒါမျိုးတွေလာတယ်မလားထားပါဟုတ်ဒီတလုံးပဲရင်တွဲကြည့်ပါအဲ့တော့သံဃောငါမျက်နှာချင်းဆိုင်ကြော့ခြင်းအဲ့ဒါဆိုရင်နောက်ကလျှေကဒလေဆိုတော့မျက်နှာချင်းဆိုင်ကြော့တဲ့ဒလေလို့ပြောလို့လည်းရတယ်လို့မျက်နှာချင်းဆိုင်ကြော့တဲ့အခမ်းအနားလို့ပြောလည်းရတယ်ရပြီလားဟုတ်ကဲ့ဆရာ